ဒီလူကမစင်မချင်းမိန်းကလေးရတာဝမ်းမြောက်ပါလေလို့ပြောလိုက်တာနဲ့ချက်ချင်းမြေပေါ်ကိုထိုးချခံလိုက်ရတယ်။အိန္ဒိယရဲ့တချို့နေရာတွေမှာမိန်းကလေးမွေးလာကိုရှက်စရာလို့ထင်ကြပြီးယောက်ျားလေးမွေးရင်တော့အိမ်နီးချင်းတွေကိုမုံဝေပြီးအောင်မြင်မှုလို့ပျော်ရွှင်ကြတယ်။မဟာဘီကတော့သူ့ကိုယ်သူအလွန်ကံမကောင်းမှုလို့ထင်ခဲ့တယ်။သူ့မိန်းမကမိန်းကလေး၃ယောက်ဆက်တိုက်မွေးခဲ့တယ်။စတုထကလေးတော့ယောက်ျားလေးထိမယ်လို့လူတိုင်းမျှော်လင့်ခဲ့ပေမဲ့ထပ်ကြီးမိန်းကလေးပဲဖြစ်လာတယ်။မဟာဘီဟာတခါတုန်းကနာမည်ကြီးလက်ခွေသမားတစ်ယောက်ဖြစ်ပြီးအသက်19မှာနိုင်ငံတော်ချန်ပီယံထိခဲ့ဘူးတယ်။ဒါပေမဲ့သူ့အဖေကလေထဲသွားအလုပ်လုပ်ဖို့ပြောပြီးအားကစားကိုရက်ခိုင်းခဲ့တယ်။သူ့အိမ်မက်ကသားတစ်ယောက်ကိုလေ့ကျင့်ပေးပြီးချန်ပီယံလုပ်ချင်တာပဲ။ဒါပေမဲ့သူ့မှာသမီးလေး4ယောက်ပဲရှိလာခဲ့တယ်။တနေ့မှာသူ့သမီး2ယောက်ကခွန်အားကြီးတဲ့ယောက်ျားလေးတွေကိုအလွယ်တကူအနိုင်ယူတာမြင်လိုက်တဲ့အခါသူ့စိတ်ထဲမှာအမြင်ပြောင်းသွားတယ်။ဘာလို့မိန်းကလေးမဖြစ်ရမလဲ။မိန်းကလေးတွေလည်းချန်ပီယံဖြစ်နိုင်တာပဲ။အဲ့ဒီနေ့ကစပြီးသူ့သမီးတွေကိုတင်းကျပ်တဲ့စီးကဲနဲ့လေ့ကျင့်ပေးတယ်။မနက်9နာရီထားပြီး2နာရီပြေးရတယ်။စပင်တိုးတိုးဖြတ်ရတယ်။ယောက်ျားလေးဝတ်စုံဝေးရတယ်။ကြော်စာမစားရမို့နေ့တိုင်းခက်ခဲတဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်။ရွာတွေကလူတွေကသူတို့ကိုလောင်ပြောင်ကြတယ်။သူ့မိန်းမကသမီးတွေမပြိုဘူးနဲ့လက်ထပ်မရတော့မလားဆိုပြီးစိုးရိမ်နေ။သမီးတွေကိုယ်တိုင်လည်းဒီလိုခက်ခဲတဲ့ဘဝကိုမကြိုက်ကြဘူး။ဒါပေမဲ့သူတို့အသက်14နှစ်အရွယ်တမင်စင်းတယောက်ကိုအတင်းအထန်မှလက်ထပ်ခိုင်းပြီးခလေးမွေးအိမ်အလွတ်လုံရင်ဘဝတစ်လျှောက်ကုံဆုံးသွားရတာကိုမြင်လိုက်တဲ့အခါသူတို့နားလည်လာတယ်။သူ့အဖေကတင်းကျပ်တာမဟုတ်ဘူးမတူတဲ့အနာဂတ်တစ်ခုပေးနေခဲ့တာပဲ။အကြီးဆုံးသမီးဂီတာကထူးချွန်မှုပြလာတယ်။ဒေသပြည်နယ်နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာအနိုင်ရတယ်။နိုင်ငံတော်အသင်းဝင်ပြီးအားကစားအကယ်ဒမီမှာလေ့ကျင့်တယ်။ဒါပေမဲ့သူ့အဖေမရှိတဲ့အခါသူ့အာရုံပြတ်သွားတယ်။စပင်ရှည်ထောက်လက်သေးစေရုပ်ရှင်ကြည့်အမိုက်စားစားတယ်။အိမ်မှာသူ့အဖေကိုခင်မင်ရင်ပြိုင်ပွဲတစ်ခါအနိုင်ယူလိုက်ပြီးနောက်သူမှန်တက်လာတယ်။ဒါပေမဲ့နိုင်ငံတကာပြိုင်ပွဲတွေမှာပြင်းပြင်းထန်ထန်ရှုံးနိမ့်ခဲ့တယ်။ရှက်လွန်ပြီးသူ့အဖေစီပြန်သွားပြီးအကူအညီတောင်းတယ်။ကို့ချ်ကမဟာဘီကိုအကယ်ဒမီထဲဝင်ခွင့်မပေးဘူး။ဒါပေမဲ့သူတို့လှုပ်ရွေ့လိကျင့်ကြတယ်။နေရန်တက်ပြီးဝင်တယ်ဖုန်းနဲ့စီစဉ်ကြတယ်။ Commonwealth Games Final မှာဂီတာကအရင်2ကြိမ်အနိုင်ရခဲ့တဲ့ Australia ပြိုင်ဘက်ကိုရင်ဆိုင်ရတယ်။ ကို့ချ်ကမုန်းထိတ်မှုကြောင့်မဟာဘီကိုကတုံနဲ့ပိတ်ထားတယ်။နောက်ဆုံးအချိန်စက္ကန့်22ပဲကျန်တော့တဲ့အခါဂီတာကအမှတ်4မှတ်နဲ့နောက်ကျနေတယ်။အဲ့ဒီအချိန်မှာသူ့အဖေလေ့ကျင့်ပြီးခဲ့တာတွေကိုမှတ်မိလာပြီးတော့အကောင်းဆုံးလှုပ်ရှားမှုတစ်ခုလုပ်လိုက်ပြီးအမှတ်5မှတ်ရယူပြီးအနိုင်ရလိုက်တယ်။ပိုဒီယန်ပေါ်မှာဂီတာအောင်မြင်မှုကိုကျင်းပနေတဲ့အချိန်သူ့အဖေကနိုင်ငံတော်တည်ချင်းကြပြီးသူအောင်မြင်သွားပြီဆိုတာသိလိုက်တယ်။နှစ်ပေါင်းများစွာခက်ခဲမှုနောက်ဆုံးမှာပျော်ရွှင်မှုဖြစ်သွားတယ်။ခဏအကြာမှာမဟာဘီကသူ့ကိုတွေးလိုက်တယ်။သူမကသူ့အဖေရဲ့လက်ထဲမှာပြေးဝင်သွားတယ်။10နှစ်ကြာတဲ့နောက်မှာနောက်ဆုံးသူကစကားတခွန်းပြောလိုက်တယ်။ငါမင်းကို